မင်္ဂလာပါရှင်ဒီတစ်ခါမှာကတော့ထမင်းစားမင်းစီနဲ့ရှမ်းရိုးရာဟင်းတစ်ခွက်လေးနဲ့ mix ပေးချင်ပါတယ်အဲ့ဒါကတော့စီတိုဘူးခန်းချင်ဒီချက်လေးပဲဖြစ်ပါတယ်စီတိုဘူးခန်းချင်ဒီချက်ဖို့အတွက်ဆိုလို့ရှိရင်ပါဝင်ပစ္စည်းအနည်းငယ်ပဲလိုအပ်ပါတယ်เนาะဒုံစံအတိုင်းပဲစီတိုဘူးလိုမယ်စက်သွန်နီပပလေးထားတာလိုမယ်ခန်းချင်ဒီပပလေးထားတာလိုမယ်စက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းလိုပဲဖြစ်ပါတယ်အိုးပူလာတယ်ဆိုလို့ရှိရင်တော့စီအနည်းငယ်ထည့်ပြီးတော့မှပပလေးထားတဲ့စက်သွန်နီကိုစီစားတတ်ပါမယ်စက်သွန်နီလေးတွေနွမ်းလာပြီဆိုလို့ရှိရင်တော့ပပလီထားတဲ့စက်သွန်ဖြူကိုထည့်ပြီးတော့ရောပြီးတော့မှစစ်တပ်ပေးထားပါမယ်ပြီးလို့ရှိရင်တော့သူတို့နှစ်ခုကိုလှိမ့်နေအောင်စစ်တပ်ပေးထားမယ်ပြီးရင်တော့ကျမကအရောင်အတွက်ကိုတော့စနုံမုံအနှဲငယ်လေးကိုထည့်ပြီးတော့အသုံးပြုပါတယ်เนาะပြီးလို့ရှိရင်တော့အရောင်တင်မုံလေးအနှဲငယ်ကိုထည့်ပါမယ်ပြီးရင်တော့ပပလီထားတဲ့ခန်းချင်လေးတွေထည့်မယ်ပြီးတော့ရေအနှဲငယ်လေးကိုထည့်ပြီးတော့မှခန်းချင်လေးပြော့နေအောင်အတွက်ကိုရေနှဲငယ်လေးထည့်ပြီးတော့မှအဖုံးလေးအုပ်ပြီးတော့မှချက်ပေးထားပါမယ်9မိနစ်လောက်ချက်ပေးထားပြီဆိုရင်တော့ခန်းချင်လေးတွေလည်းပျော့ပါပြီเนาะခုဆိုရင်တော့ခန်းချင်လေးတွေပျော့သွားပြီနည်းနည်းလေးလှိမ့်အောင်ထပ်ပြီးတော့မှချက်ပေးမယ်ပြီးရင်တော့စီတိုဘူးထည့်ပါမယ်စီတိုဘူးကကျမအသုံးပြုကြည့်ရဲ့တဝက်ကိုပဲထည့်ပြီးတော့အသုံးပြုထားပါတယ်များလို့ရှိရင်ခါသွားတတ်တဲ့အရာသာရတဲ့အတွက်ကြောင့်မို့လို့ပါမိမိကြိုက်နေတဲ့ဆိုရင်တော့ကြိုက်နေတဲ့လောက်ပမာဏကိုထည့်သုံးလို့ရပါတယ်เนาะအစအတွက်ကိုတော့ငရုတ်သီးစိမ်းကိုထည့်ပါတယ်ပြီးတော့အနှဲငယ်ရောပြီးတော့မှမှွေထားပေးမယ်အဖုံးလေးဖုံးပြီးတော့မှ3မိနစ်ခန့်ထပ်ပြီးတော့ချက်ထားပေးပါမယ်ပြီးရင်တော့မိမိကကဲလို့နနမင်ကြိုက်တယ်ဆိုလို့ရှိရင်အပွားနေနနမင်လေးအခုလိုမျိုးအုပ်ပြီးတော့မှအိုးချလို့ရပါပြီเนาะအခုဆိုလို့ရှိရင်တော့ခန်းချင်ဒီစီတိုဘူးချက်လေးရရှိပါပြီတစ်ခွက်ထဲနဲ့အကုန်ကြစိတ်လည်းရမ်းတတာတယ်ထမင်းစားလည်းမိမယ်စီတိုဘူးခန်းချင်ဒီချက်လေးပဲဖြစ်ပါတယ်ရှင်အဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်เนาะ Thank you for watching bye bye